မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube နဲ့ Telegram Channel မှာကြိုဆိုလိုက်ပါတယ်ဒီအပတ်မှာလည်းစတိုးပတ်တီတလုံးပတ်တာထက်တရားရခိုင်နှုန်းပေါက်ဖို့တေးကြတဲ့အားထိုးရမယ့် share ရှစ်ကွက်ကိုအရင်ပတ်ကလိုမဲ့အခွဲ့မဲ့ပေးပါမယ်မတေးကြတဲ့ဟူးမကျော်ပတ်တီမမွေးနဲ့ဒီရှစ်ကွက်ကိုသာမွေးထိုးကဲထိုးရမယ့်ထိုးကွက်တီကိုဖြိုးပြပေးမယ်အားလုံးတေချာနားထောင်ပြီးပါခင်ဗျာနှစ်တစ်နှစ်6ခွန်6ခွန်တစ်နှစ်3နှစ်8ခွန်8ခွန်3ကျွန်တော်တို့တပတ်စာအတွက်ပေးပြီးတဲ့နောက်မှာထုံးစံအတိုင်းပဲ9ရက်2လ2026ကနေလာနေ့အတွက်ကီးတဲ့ဝမ်ချင်းတွေကိုပြောပြပေးပါမယ်ဗျာကျွန်တော်ပေးတဲ့ကီးလုံးနဲ့ဝမ်ချင်းတွေကတော်တန်ယုံဖောက်လေးမရှိတာကိုကျွန်တော် channel များကိုစောင့်ကြည့်သူတိုင်းသိပါနဲ့တနေ့စာကီး3လုံးရဲ့ဝမ်ချင်းတနေ့စာထိုးရမယ့်အကွက်တွေကိုတိတိကျကျပဲချပေးပါတယ်ညီကိုမောင်နှမတွေဟိုဟိုတီတီခံမှန်းတွက်ချက်နေစရာမလိုတော့အောင်ချပေးပါလေဘာမှမစင်စားနဲ့ဘာကလင်ဒါမှကြည်မနေနဲ့ကျွန်တော်နေ့တိုင်းချပေးတဲ့ကဏ္ဍတွေကိုပဲထိုးနေရင်တော့တစ်ဖက်ကိုအနည်းဆုံး3ချိန်လောက်ပေါက်လိမ့်မယ်စိတ်ချဆိုတော့ဒီအဖက်ကစပြီးတော့ YouTube မှာနေ့စဉ်ကီး3လုံးနဲ့ဝမ်ချင်းကိုပဲချပေးပါမယ်ထိုးကွက်တွေကိုကျွန်တော်ရဲ့ Telegram VIP Channel မှာတင်ပေးဖို့စီစဉ်ထားပါတယ်Telegram मेंထုံးတဲ့တူတွေကိုတော့ Viber Group ထွက်ပြီးပေးပါမယ်ဝင်ကျေးတော့အနည်းငယ်ရှိပါမယ်တလကိုမှ9000ကျပ်နှုန်းပါဒီခေတ်မှာတလ9000ကတန်လွန်းပါလေနော်ကျွန်တော်ရဲ့ Telegram VIP Channel နဲ့ Viber Group မှာဆိုရင်တရားရခိုင်နှုန်းမပြောက်ထိုးကွက်အော်ကွက်ဟူးမကျော်ပတ်တီနဲ့အော်ကွက်ကနန်း9လုံးပါဝဲတဲ့မတွဲအခွေအားနဲ့ကနန်းအနီးကဈေးကွက် hot taxi အနီးကတကွက်ကောင်းစားတွေကိုနေတိုင်းတင်ပေးပါမယ်ကဲကြော်ညာတာတွေလည်းများသွားပြီဒါဆိုရင်ကနေလာနေကနေစာမထီမပေါက်ကြီး3လုံးနဲ့ဝမ်ချင်းတွေကိုဒီမှာရေးပြထားပါတယ်အားလုံးပဲကျွန်တော်နဲ့အတူကန်ကောင်းကြပါစေ Telegram Channel link @lpg2d နဲ့ Viber 09757929112ကိုဆက်သွယ်ပြီးတော့ပါဝင်နိုင်ပါတယ်ခင်ဗျာ